ဒီဇလန်ကတော့စကီလို့ခေါ်တဲ့ထူးချွန်ပြောင်မြောက်တဲ့စပိုမှုတူအကြောင်းဖြစ်ပါတယ်သူ့ရဲ့လက်ရာကအရန်ကောင်းလုံးလို့လူတွေဟာအဝေးကြီးကနေလာရောက်စားသုံးကြပြီးဆိုင်ရှိမှာတန်းစီဆောင်ဆိုင်ရတဲ့အထိနာမည်ကြီးပါတယ်စကီဟာရှေးရိုးစင်လာဓာတ်အသုံးနှုန်းနည်းစနစ်တွေနဲ့စိတ်ရှည်လက်ရှည်ချက်ပြုတ်တတ်သူဖြစ်ပြီးသူ့ရဲ့လှုပ်ရှားမှုတွေကကြည့်ရသူကိုအံ့အားသင့်စေပါတယ်ဒါပေမဲ့စကီရဲ့နောက်ကျောင်းမှာတော့နာကျင်စရာအတိတ်တစ်ခုရှိနေပါတယ်သူဖခင်မှာခေါဟာလည်းအရန်တော်တဲ့စပူမှုတစ်ယောက်ဖြစ်ပေမဲ့စကီအသက်10နှစ်အရွယ်မှာသူ့ကိုခါခါတီးတီးစုပူချိန်မောင်းပြီးမိသားစုကိုစွန့်ခွာသွားခဲ့ပါတယ်မကုတ်ဟာတရုတ်ပြည်မှာနာမည်ကြီးချက်ပြုတ်ခြင်းရဲ့ Master Cooking ဖြစ်လာပေမဲ့သူ့မှာသားရှိတယ်ဆိုတာကိုတခါမှထုတ်မပြောခဲ့ပါဘူးဒါကြောင့်စကီဟာသူ့ဖခင်ထက်ပိုတော်တဲ့စပူမှုဖြစ်အောင်လုပ်မယ်လို့တစ္ဆာဆိုခဲ့ပါတယ်ပြစ္ဆုတ်ပံမှာတော့ဖောက်လို့ခေါ်တဲ့ခင်မီနီစနစ်တွေနဲ့ချက်ပြုတ်တဲ့နာမည်ကြီးစပူမှုတစ်ယောက်စကီရဲ့ဆိုင်မျက်စောင်းထိုးမှာဆိုင်လာဖွင့်ပါတယ်သူတို့နှစ်ယောက်ဟာပြိုင်ဘက်တွေဖြစ်လာပြီးလူမြင်ကွင်းမှာငါးခုံနီးပြိုင်ပွဲတွေလုပ်ခဲ့ကြပါတယ်နောက်ပိုင်းမှာတော့ဖော်ဟာသူ့ရဲ့ရီမန်းချက်ကြီးတဲ့ချစ်သူမဲရုံနဲ့စီးပွားဘက်တွေရဲ့တစ္ဆာဖောက်ခြင်းကိုခံလိုက်ရပါတယ်ဖော်ဟာတကယ်တော့ရှာအရသာမသိတဲ့ sense of taste မရှိတဲ့ဝေဒနာခံစားနေရသူဖြစ်ပြီးဒါကိုမဲရကသိသွားတဲ့အခါသူ့ကိုသုံးမကြဘူးဆိုပြီးနှင်ထုတ်လိုက်ပါတယ်ဒီလိုနဲ့နာကျင်မှုချင်းတူနေတဲ့စိန်နဲ့ဖော်တို့ဟာတငယ်ချင်းတွေဖြစ်သွားကြပါတယ်စကီကဖော်ကိုရှေးရိုးရာနီးစနစ်တွေတင်ပေးပြီးဖော်ကစကီကိုခင်မီနီးစနစ်တွေပြန်တင်ပေးရင်သူတို့နှစ်ယောက်ဟာနိုင်ငံတကာဟင်းချက်ပြိုင်ပွဲကိုအတူတူဆင်နွှဲကြပါတယ်ဇက်ရှိန်အမြင့်ဆုံးအပိုင်းမှာတော့စကီဟာနောက်ဆုံးဗိုလ်လူပွဲမှာသူ့ဖခင်မခနဲ့ရှင်ပြိုင်ရပါတယ်စကီဟာဇိမ်ခံဟင်းလျာတွေအစားသူ့ဖခင်ငငယ်ကသူ့ကိုအမြဲဆိုခဲ့တဲ့ခောက်ဆွဲတပွဲကိုပဲရိုးရိုးရှင်းရှင်းချက်ပြုတ်ပြီးဖခင်ဖြစ်သူကိုကြွေးခဲ့ပါတယ်။အဲ့ဒီခောက်ဆွဲအရသာကမခောက်ဘူးနောင်တတွေရစေခဲ့ပြီးသူ့သားရဲ့ထူးချွန်မှုကိုအတိအမှတ်ပြုစေခဲ့ပါတယ်